Hello အားလုံးပဲမင်္ဂလာပါရှင် Cheesecake အတိုင်းအီလေးနဲ့ပူတင်လုပ်နည်းလေးကိုလာမျှဝေပေးတော့မယ်ဖြစ်ပါတယ်လောက်ရတာလဲအရန်လွယ်ကူမြန်ဆန်ပြီးစားလို့လည်းအရန်ကောင်းပါတယ်လုပ်နည်းလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပါအောင်ရှင်ပထမဦးဆုံး cream cheese 300g တကြား 80g ပြောင်းကမုံ 10g အားလုံးရသမားအောင်မွေးပါမယ်ကျဲဥ3လုံးဖောက်ထည့်ပါမယ်အားလုံးရသမားအောင်မွေးပေးရပါမယ်စကားနဲ့စစ်ထုတ်ပေးရပါမယ် cheese တကြားမြေပဲယိုပြောင်းကမုံကျဲဥ cream ရသမားအောင်မွေးပြီးစကားနဲ့စစ်ထုတ်ပေးပြီးရင်ဖုတ်လို့ရပါပြီမိအားကို130ဒီဂရီစင်တီဂရိတ်ကနေနိုင်ယူဝက်လောက်ဖုတ်ပေးပါရှင်ဒီလိုအပေါ်မှာရွှေဝါရောင်လေးတန်းလာပြီးဆိုရပြီလို့သဘောရပါတယ်ပါဝင်ပစ္စည်းရဲ့တစ်စိတ်ကိုခမမခြံခဲပေးပါမယ်ဒီနေ့အတိုင်းအိမ်မှာလိုက်လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်သိချင်တာတစ်ခုခုရှိရင်ခမမမှန်ခဲပေးပါကြည့်ရှုအပိတ်မှုအတွက်အထူးကျေးဇူးတင်ပါတယ်နောက်ဝီဒီမှာထပ်တွေ့ကြမယ်ရှင်